မင်္ဂလာပါခင်ဗျဒီနေ့ဇူလိုင်လ29ရက်2026ခုနှစ်ရဲ့အရေးကြီးဆုံးနိုင်ငံတကာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဂျော်ဒန်နိုင်ငံရှိအမေရိကန်တပ်ဖွဲ့များကိုအီရန်ဘက်ကဒုံးကျည်ဖြင့်တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ပြီးနောက်အီရန်အပေါ်အလွန်ပြင်းထန်တဲ့တတိပေးစကားပြောကြားခဲ့ပါတယ်သတင်းဌာနများရဲ့ဖော်ပြချက်အရထရမ့်ကအီရန်ကိုအလွန်ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ပြောဆိုခဲ့ပြီးအခုတော့အမေရိကန်ဘက်ကပြန်တုံ့ပြန်ရမယ့်အချိန်ရောက်ပြီလို့လည်းပြောကြားခဲ့ပါတယ်ဒီစကားတွေဟာတာမန်နိုင်ငံကြီးမိန့်ခွန်းတစ်ခုထက်ပိုမိုပြင်းထန်တဲ့သဘောထားကိုဖော်ပြနေတယ်လို့လက်လာသုံးသပ်သူများကမြင်ကြပါတယ်အဲ့ဒီနောက်အမေရိကန်ကအီရန်နဲ့ဆက်နွယ်တဲ့ပြစ်မှတ်ချုပ်ကိုရှေ့ရီးအရာပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသတင်းများမှာလည်းဖော်ပြထားပါတယ်။ဒါကြောင့်အခုလက်ရှိမှာလူအများစိတ်ဝင်စားနေတဲ့မဲခွန်းကဒီအခြေအနေဟာစစ်ပွဲပူမှုကျေပြန့်သွားမလားဒါမှမဟုတ်နှစ်ဖက်စလုံးကတင်းမာမှုကိုစော့ချပြီးတန်တမာရေးဆွေးနွေးမှုဖက်ကိုပြန်လှည့်လာမလားဆိုတာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။